လူတိုင်းမှာတော့လောကကြီးကပေးထားတဲ့မမျှတတဲ့အားသာချက်တွေဆိုတာရှိတယ်။အဲ့ဒီຢာတွေကသူများတွေထပ်ပို့ပြီးတော့ရှေ့ကိုရောက်အောင်သူများတွေနဲ့ရှင်ရင်တာလွန်နေအောင်လုပ်ပေးနေတဲ့အရာလို့ပြောရင်ပုံမှန်တယ်။အဲ့ဒီຢာတွေကိုတော့မြန်မြန်ဆန်ဆန်ရှာတွေ့မယ်ဆိုရင်ကိုလိုချင်တဲ့ဘဝပန်းနိုင်နေစီကိုရောက်အောင်သွားနိုင်တယ်။အဲဆိုကျွန်တော်တို့မှာရှိနေတဲ့အားသာချက်တွေကဘာတွေလဲ။နံပါတ်1ကတော့ money ကိုကတခုခုကိုစလုပ်ဖို့အတွက်အရင်နေရှိနေတာ။ဒါမှမဟုတ်ကိုယ်ကိုထောက်ပံ့ပေးတဲ့မိသားစုရှိတာ။နံပါတ်2ကတော့ intelligent and insight ကိုသူများတွေနဲ့ရှင်ဉာဏ်ပူကောင်းတာသူများတွေမမြင်တဲ့ရှုထောင့်မျိုးကနေမြင်တတ်တာဒီထွင်ဖန်တီးနိုင်တဲ့အမြင်မျိုးရှိနေတာနံပါတ်3ကတော့ location ကိုရောက်ရှိနေတဲ့နေရာကအခွင့်အရေးအခွင့်အလမ်းတွေကိုဖန်တီးပေးနိုင်တဲ့နေရာမျိုးကံတရားကမျက်နှာသာပေးနေတဲ့နေရာမျိုးနံပါတ်4ကတော့ education လူတွေအသိမှတ်ပြုလောက်တဲ့ပညာရည်ချင်းမျိုးရှိနေတာဒါမှမဟုတ်အတတ်ပညာမျိုးရှိနေတာနောက်ဆုံးတစ်ခုကတော့ status လို့ခေါ်တဲ့နာမည်ဂုဏ်သတင်းတစ်ခုရှိတယ်။ဟို brand တစ်ခုအနေနဲ့လူတွေကမှတ်မိနေကြတယ်။အဲ့ဒီမမျှတတဲ့အားသာချက်တွေဆိုတာလူတိုင်းမှာရှိကြတယ်။အဲ့ဒီအားသာချက်တွေကိုလည်းမြန်မြန်ဆန်ဆန်ရှာတွေ့အောင်လုပ်ပြီးတော့အသုံးချမယ်ဆိုရင်ကိုသွားခြင်းနဲ့ကိုလိုချင်တဲ့ဘဝပန်းနိုင်နေစီကိုရောက်အောင်သွားနိုင်ပါလိမ့်